messenger ထဲကကိုယ့်ရဲ့ချစ်သူပုံကိုဒီလိုမျိုးနောက်ခံ background လေးတွေကိုမိတ်ဆွေများတို့ထည့်ချင်တယ်ဆိုရင်အခုထည့်လို့ရပါပြီเนาะမိတ်ဆွေများတို့ထည့်ချင်လို့ဆိုရင်ဘယ်နေရာမှာတွက်ထည့်ရမှာလဲဆိုတာကိုကျွန်တော်ဒီနေ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်เนาะဒီနောက်ပိုင်းမှာเนาะအခုကိုယ့်ရဲ့တက်ပုံကိုထည့်လို့ရပါပြီเนาะကျွန်တော်ပြထားတဲ့ဒီလိုမျိုးเนาะဘယ်လိုလုပ်ရမှာလဲဆိုတာကိုအရင်ဦးဆုံးကိုယ့်ရဲ့messenger ထဲကိုဝင်ရမှာဖြစ်ပါတယ်เนาะကိုယ့်ရဲ့ messenger ထဲကိုဝင်လာပြီးတော့လို့ရှင်ဘယ်တယောက်ထဲက background ကိုပြောင်းချင်တာလဲဆိုတာကိုရွေးလိုက်ပါတော့ဒီတယောက်ကျွန်တော်ရွေးပြမှာပေါ့နော်ဆိုရင်တော့ဒီတယောက်ကျွန်တော်ရွေးပြမှာပေါ့နော်သူ့အကောင့်ထဲကိုဝင်ပြီးတော့လို့ရှင်ဒီအပေါ်မှာပေါ့နော်ဒီအပေါ်မှာကျွန်တော်ပြထားတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပေါ့နော်ဒီနှိပ်ပြီးတော့လို့ရှင်ဒီနေရာလေးကိုတစ်ချက်ပြန်နှိပ်လိုက်ပါဒီအပေါ်ဆုံးဟာပေါ့နှိပ်ပြီးတော့လို့ရှင်ဒီမှာနော်အရင်တုန်းကဒီတက်ပုံနေရာလေးကိုမပေါ်ဘူးပေါ့နော်အခုနောက်ပိုင်းမှာကျတော့ဒီဟာကိုထွက်လာတာဖြစ်ပါတော့ဒါကတော့ကိုထည့်ချင်တဲ့တပုံကိုရွေးပြီးမှထည့်လို့ရတာပေါ့နော်အရင်တုန်းကတော့သူတို့ပေးထားတဲ့ပုံကိုပဲထည့်ရမှာဖြစ်ပါတယ်နော်အခုကျတော့ကိုယ့်ရဲ့ချစ်သူပုံလေးထည့်ချင်ရင်လည်းရပါတယ်အခုနောက်ပိုင်းမှာကိုယ့်ရဲ့တပုံကိုထည့်လို့ရတာပေါ့နော်ဘယ်လိုထည့်တာလဲဆိုတော့ကိုဒီနေရာလေးကိုတစ်ချက်နှိပ်လိုက်ပါနေပြီးတော့လို့ရှင်ကိုယ့်ရဲ့တပ်ပုံကိုရွေးလိုက်ပါတော့ကိုရွေးချင်တဲ့တပ်ပုံကိုထည့်ချင်တဲ့တပ်ပုံကိုရွေးလိုက်ပါတော့ကျွန်တော်ဒီပုံကိုစမ်းပြမှာပေါ့နော်ဒီပုံကိုနေပြီးတော့လို့ရှင်ဒီမှာနော်ကိုကဘလောက် size ယူချင်တာလဲပေါ့နော်ဒီလိုကရွေးပေးတာပေါ့နော်ဒီလိုမျိုးကိုရောက်ပြီးတော့လို့ရှင်ဒီပေးအားကိုတစ်ချက်လေးတော့နော်ဒီနေပြီးတော့လို့ရှင်ခဏလေးပေါ့နော်ခဏလေးကိုစောင့်ပေးရမှာဖြစ်ပါတယ်ဒီလိုမျိုးပေါ်တာပေါ့နော်ကိုရဲ့ချစ်သူပုံထည့်ချင်တဲ့ပုံအဆင်ပြေတာပေါ့နော်နေပြီးတော့လို့ရှင်ဒီ delete ဆိုတာကိုတစ်ချက်နှိပ်လိုက်ပါဒီပေးဟာကိုတစ်ချက်နှိပ်လိုက်ပါနော်ဒီနေပြီးတော့ရှင်ဒီမှာတော့ရပါတယ်နော်နောက် background ကိုဒီလိုမျိုးကိုရတော့မှဖြစ်ပါတယ်နော်ဒီတပုံကတခြားလူတွေကိုရောမြင်ရလာပေါ့နော်ဒါကကိုဒီတယောက်တော့ဒီတယောက်ပြောင်းထားတာကိုသူ့ရဲ့ဖုန်းထဲမှာဝင်ကြည့်လို့ရှိရင်သူ့ရဲ့တပုံကိုမြင်တွေ့ရမှာဖြစ်ပါတယ်နော်ဒါကတော့နှစ်ဖက်စလုံးကိုမြင်တွေ့ရဖြစ်ပါတယ်နော်ဒီလိုမျိုးပဲเนาะဒါကတော့အရင်လွယ်ပဲเนาะအရင်တုန်းကတော့မရပါမဲ့ဒီနောက်ပိုင်းမှာကျတော့ကိုထည့်ချင်တဲ့တပ်ပုံကိုအကုန်လုံးထည့်လို့ရတာပေါ့เนาะဒါကအရင်ကောင်းပါတယ်เนาะဒီဗီဒီယိုကိုတခြားလူတွေကိုလည်းတယောက်လုံးမျှဝေပေးခဲ့ကြပါအောင်လို့တောင်းဆိုချင်ပါတယ်เนาะဒီနေ့ကတလောက်ပါပဲเนาะနောက်ဗီဒီယိုကိုပြန်တွေ့